モスキートは日本語で何ですか？蚊です。もう一度お願いします。蚊です。蚊。そうそအဲ့ဆိုရင်ကောင်းလေးနဲ့ကောင်းမလေးနဲ့ကဘာတွေပြောသွားတယ်လဲနားထောင်ကြည့်ရအောင်ကောင်းမလေးကဘာမေးလဲဆိုတဲ့အခါကျတော့ mosquito ချင်းကိုပြောတာပေါ့နော်ချင်းဝရဲ့အိဗယ်ကချင်းကတဲ့နီဟွန်ဂိုတဲ့ဂျပန်လို့တဲ့နန်ဒက်စ်ကဘလို့ပြောတယ်လဲအဲ့တော့ mosquito ချင်းကိုဂျပန်လို့ဘလို့ပြောပါတယ်လေတဲ့နော်အဲ့တော့ယောက်ျားလေးကပြန်ဖြေတာပေါ့နော်ကဒက်စ်အဲ့တော့ချင်းကိုဂျပန်လိုကလို့အတန်းထွက်တယ်အဲ့တော့ကဒက်စ်ကဖြစ်ပါတယ်လို့ပြောလိုက်တာပေါ့နော်အဲ့တော့အင်္ဂလိပ်လိုက mosquito ရှေ့ကြီးပဲဂျပန်လိုကျတော့ကတူတူလေးဆိုတော့ကောင်းမလေးကတိတ်ပြီးတော့နားမလည်ဘူးဖြစ်နေတာအဲ့ဒီခါကျတော့ကောင်းမလေးကနားမလည်တဲ့အတွက်ကြောင့်ပေါ့နော်ကြောင်တောင်ဖြစ်သွားတာပေါ့နော်မိုးအချီတို့နောက်တစ်ခေါက်လောက်အိုနေကိုင်းရှိမှတ်တောင်းဆိုပါတယ်နောက်တစ်ခေါက်လောက်ပြောပြလို့ရမလားဆိုပြီးတော့ထပ်ပြီးတော့မေးလိုက်တာပေါ့နော်ဒါလေးကတော့အရှိမတင်မှုတဲ့အတုံးလုံးလေးမိုးအချီတို့နောက်တစ်ချိန်အိုနေကိုင်းရှိမှတ်တောင်းဆိုပါတယ်လို့ပြောလိုက်တာပေါ့နော်အဲ့ဒီခါကျတော့ကောင်းလေးကနောက်တစ်ခေါက်ထပ်ပြောပြကဒက်စ်ကဖြစ်သည်ဆိုပြီးတော့ကောင်းလေးကတစ်ခုချင်းစီပြပြလိုက်တာပေါ့နော်အဲ့ဒီခါကျတော့ကောင်းမလေးကလို့ခေါ်တာလားပေါ့နော်ကောင်းမလေးကပြန်မေးတယ်မေးတဲ့အခါမှာယောက်ျားလေးကဆိုဟုတ်တယ်ဆိုပြီးတော့ပြန်ပြီးတော့မှဖြေလိုက်တာဖြစ်ပါတယ်။နဲအဲ့ဒါဆိုရင်ဆရာမတို့ဒီနေ့သင်ခန်းစာမှာလည်းအမေအဖြေလေးတွေကိုကဒီဂျပန်စာကိုနားမလည်ဘူးတေချာမသိဘူးဆိုလို့ရှိရင်ကတော့ဒီနေ့သင်ခန်းစာလေးတွေကိုလေ့လာခြင်းအဖြစ်ပြောတတ်သွားမယ်လို့ထင်ပါတယ်နော်